Ngala dine chapya me himbo yaro Nayu Midon Tumo Nayu Mido Himbo Pibare like by Tishu Bija on Kamya Tisu Timare Ngala dine chapya me himbo yaro Nayu Midon Pibare Yen Uzo Nayu Midon one and Uru General Design Bama Matevene Utolonema Alam Yo Nayu Yo She Tevio General Super Lare Teme Dear သူ့ရဲ့အထက်ကမကောင်းတဲ့အမဲတွေပါထွက်လာအောင်အရင်တင်မှာဖြစ်ပါတယ်။တချို့ကတော့နိုင်ယူမီတောက်လို့လည်းခေါ်တယ်နော်။အငင်းပွားစရာဖြစ်မှာဆိုနိုင်ယူမီတောင်လို့ပဲခေါ်မီတောက်လို့ပဲခေါ်ချက်နီးကတော့ဒီချက်နီးပါပဲ။အခုလိုမျိုးရေတွေကလည်းညစ်လာပြီ။ဒီလိုမျိုးအပေါ်တက်လာတဲ့အမြုပ်တွေကလည်းမတန့်တော့ဘူး။ပိုးပေးတွေမှာပါအဲ့အမြုပ်တွေကပေးနေပြီ။ကျွန်တော်ဒီလိုမျိုးတည်လိုက်တာ10မိနစ်လောက်ရှိမှာပေါ့နော်။အဲ့ဒီအခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကမီးပိတ်မယ်မီးပိတ်ပြီးလို့ရှိလို့ရှင်ဒီအသားတွေကိုတစ်ခါပြန်ဆေးမယ်ဒီကြီးတွေကသွန်ပြစ်မယ်အိုးမှာပိန်နေလို့ရှင်အိုးပါတစ်ခါပြန်ဆေးပြီးမှသုံးမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ရေပြန်ထဲပြန်တည်မယ်ပြီးလို့ရှိလို့ရှင်စက်သွန်မိတ်စက်သွန်နီးနနမေအမြင့်ဂျင်းဒါတွေကိုပွက်ဆူအောင်အရင်တည်ပါမယ်ရေဆူလာပြီဆိုလို့ရှိရင်ခုနကကျွန်တော်တို့ပထမတစ်ချိန်ပြုတ်ထားတဲ့နံရိုးတွေကိုတန်ရှင်းရေးလုပ်ပြီးသားကိုတစ်ခါပြန်ပြီးတော့ထည့်ပါမယ်ဒီလေးတွေပွက်ဆူနေအောင်လို့တည်ပါအနှမ်းတွေကဒီဂျင်းနန်းတို့ကျက်သွန်နီနန်းတို့နနမေနန်းတို့ဟာကျွန်တော်တို့ကျက်သွန်မိတ်နန်းတို့ဟာဝင်အောင်လို့ပါအရသာတော့ကျွန်တော်တို့တစ်ခါဒီအရီကိုတစ်ခါပြန်ပြီးစော့ချက်တော့မှအရသာသွင်းမှာဖြစ်ပါတယ်အင်းပွဲလေးကိုနှစ်သက်တယ်ဆိုအပေါင်းလေးနှိပ်အသေးလေးပြေးကြလို့ရပါတယ်ကျွန်တော်မန်ရှင်းထားတဲ့စာတလိုင်းကွီတူအကောင့်ကိုလည်းစိတ်ဝင်စားရင် line and flow လုပ်ပြီးလို့ရပါတယ်ခုဆိုလို့ရှိရင်အသားတွေကလည်းတော်တော်နူးလာပြီကျွန်တော်တို့နောက်ထပ်5မိနစ်10မိနစ်လောက်ထပ်ထားမယ်အသားတွေနူးအောင်ထားပါနူးလာမှကျွန်တော်တို့ဒီအသားတွေကိုတစ်ခါပြန်ဆယ်တော့မှာဖြစ်ပါတယ်ခုဆိုရင်အသားတွေကလည်းနူးပြီအသားတွေနူးပြီဆိုကျွန်တော်တို့ကဆယ်ပြီးတော့ပကံတစ်ခုထဲမှာပြင်ပေးထားလိုက်ပါကျွန်တော်တို့ခုနကပြုတ်ရည်အိုးတွေကပစ္စည်းတွေကိုအကုန်ဖယ်လိုက်မယ်ဖယ်လိုက်ပြီးတော့လို့ရှိရင်ပြုတ်ရည်တွေကိုကိုလိုသလောက်အိုးတစ်ခုထဲကိုထည့်ပါစူအောင်ပြန်တည်မှာဖြစ်ပါတယ်ပြုတ်ရည်ဆူလာပြီဆိုလို့ရှိရင်ဒါကျက်သွန်ဖြူရဲ့နနမင်းအမြင့်ကမြို့သီးစိမ်းတောင်းတွေကိုကျွန်တော်ရောကြိတ်လာတာပါအဲ့ဒါထဲမယ်ဒါကတော့ဆော့ဆက်တာဖြစ်ပြီနော်ချိုချင်းငန်းစလေးဖြစ်အောင်ဆက်မယ်ပြီးရင်တံမြာကြီးငန်းမြာကြီးဒါတော့မိမိစိတ်ကြိုက်ဖြစ်သွားပြီเนาะချူချင်းငန်းဆက်ဖမ်းလာတော့ပြီးရင်အချိုမုတ်ထည့်ပြီးတော့ကျွန်တော်တို့စူအောင်တည်လိုက်မယ်ရတာမြည်ကြည့်လို့လည်းရပါတယ်ဒီအချိန်မှာရတာကိုမြည်ပေါ်လို့ရှိရင်အငန်ထဲအချိုလိုရင်အချိုထဲအချင်းလိုရင်အချင်းထဲလို့ရပါတယ်ဒီအချိန်မှာရတာစိတ်ကြိုက်ဖြစ်ပြီးစူပွားလာပြီဆိုလို့ရှိရင်ကျွန်တော်တို့မီးပိတ်လိုက်မယ်ကဲမီးပိတ်ပြီးသွားရင်တော့ကျွန်တော်တို့နန်းနန်းမင်းနှုတ်ဆင်းလာတာထည့်မယ်ခဏလေးကဲကျွန်တော်တို့စော့ရပြီစိတ်ကြိုက်ဖြစ်သွားပြီဆိုလို့ရှိရင်ပွဲပြင်ထားတဲ့နံရိုးတွေပေါ်မှာလောင်းပေးလိုက်ပါတော့အရင်နည်းနည်းဆွဆွလေးလုပ်ပေးပါနော်ကဲအခုဆိုလို့ရှိရင်ရတာအနံ့ရောပြည့်စုံတယ်နိုင်ဦးမီးတောင်တစ်ပွဲရရှိပါပြီကျေးဇူးတင်ပါတယ်